ဆေးကိုပေးတယ် ဟုတ်ကဲ့ဆရာ တကြားမင်းရဲ့နတ်ဆေးကိုအသုံးပြုရမယ့်ချိန်ရောက်လာတပည့်နတ်ဆေးကိုပေးတယ် ဟုတ်ကဲ့ဆရာ နတ်ဆေးအိုးကွဲသွားပြီဆရာကြီးနဲ့မနိုင်တော့ဘူးနဲ့တူတယ်နော်ဆရာကြီး ဦးကြည့်ရွှင် ဟုတ်ကဲ့ ဦးကြည့်ရွှင်တို့ပြန်ကြတော့ ဟုတ်ကဲ့ ဒီကိစ္စအရန်ကိုအန်ရယ်များသွားပြီ ဟာ အဲ့တော့ကျုပ်တို့ဆရာတစ်ပတ်2ယောက်ပဲ9ရက်တွင်အဆင်ပြေအောင်လုပ်ထားပြီ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ တစ်ပတ်တွင်ကျုပ်ကိုပြန်လာတွေ့နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ ကဲအဲ့တော့ပြန်ကြတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဖေကြီးလာပြန်အောင် ဒီပါရောသမီးပြန်มาပေါ့ပြန်มาပေါ့အမလားဟာကြည်ရှင်တို့ပါလား ဟုတ်ကဲ့ ကြာပါတဲ့နဲ့ဘယ်ရပြန်လာတာတော့ ဘာဖြစ်ရမှာလဲတကြီးကျွန်တော်တို့လေတွေကိုစုံအတက်နဲ့လှုပ်ထားလို့အဲ့ဒါကိုကျွန်တော်ကဆရာကြီးဒိုဘောက်ကိုခေါ်ပြီးရှင်းခိုင်းတာအခုရှင်းနေရင်းနဲ့ပဲအဖက်အမောက်တွေဝင်လာတာဗျအဲ့ဒါနဲ့ဆရာကြီးကနေပြီးတော့မင်းတို့အန်တရများတယ်ပြန်ကြဆိုလို့ပြန်လာကြတာ ဟာဒါဆိုစိုးမကိစ္စတကယ်ပဲပေါ့ อืม ငါတို့ရောတော့ဒုက္ခပါပဲကွာ ဟုတ်တယ်ရွာတကြီးရဲ့ကျမတို့လည်း7မိနစ်ရဲတာနဲ့မြင်ပြန်ပြေးလာကြတာခွင့်ပြတော့ အေးပါအေးပါ ကောင်းမယ် လူဆိုင်ကြောင်ဝဲ ဟုတ်ကဲ့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 အမကြီးကျုပ်တို့လေကိုကြည်စမ်းမအောင်များကျမ်းမာပြီးတော့စိမ့်ဆိုလာပြီဗျဟမ် အေးဟုတ်ပါတော့ อืม မယုံနိုင်စရာပဲ ဟုတ်ပါ ဘားတွေမဟုတ်ဘူးအဖေပဲခင်းနဲ့ကိုညံနေပါအကုန်ပြန်ကောင်းလာ အေး အကြည့်ခဲ့ပြီပါတကယ်ရောဆရာကြီး အေး ဆရာကြီးဒုဘောက်ကဆွန့်လိုက်တာ ဟုတ်ပါဗျာ ဘယ်လိုများအဆုံးပြလိုက်လဲမသိဘူးအော်ပြောနေကြတယ်အကျိုးအကြောင်းတရားအောင်ဆရာကြီးစီသွားအောင် တော်လေးအမအေး ဒီ တော့ နေ့လိုက်မယ်နော် လိုက်ခဲ့